ပေးမဲ့တဲ့တင်ကတော့ Bruno Fernandes အသင်းကထွက်မှာကိုမန်ယူတာဝန်ရှိသူတွေများစိုးရိမ်နေတဲ့တင်ပဲဖြစ်ပါတယ်။မန်ယူထိပ်တန်းတာဝန်ရှိသူတွေဟာအသင်းကောင်းဆောင် Bruno Fernandes အသင်းကထွက်သွားမှာကိုစိုးရိမ်မှုတွေဖြစ်ပေါ်နေပြီးဖြစ်ပါတယ်။အင်မိုရင်ကိုနီးပြရာလူကထုတ်ပေးခဲ့ပြီးနောက်မှာ Bruno Fernandes ဘက်ကမန်ယူမှုဆောင်ရရှိချုပ်အိုမာဘရာဒါနဲ့အာကလာဒါရိုက်တာဂျာစင်မီကိုတို့ဟာပုဂ္ဂလိကနာကျက်ပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နေရလို့ယူဆသွားတယ်လို့သတင်းတွေထွက်ပေါ်ခဲ့လို့ Bruno Fernandes အသင်းကထွက်မှာကိုစိုးရိမ်လာတာဖြစ်ပါတယ်။ Bruno Fernandes ကမန်ယူတာဝန်ရှိသူတွေဟာပြီးခဲ့တဲ့နေရာသမားအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာသူ့ကိုရောက်ဖို့ဆန္ဒရှိခဲ့ကြတယ်လို့လည်းထုတ်ဖော်ပြောကြားခဲ့တာကြောင့်မန်ယူတာဝန်ရှိသူတွေဟာအသင်းအောင်မြင်တိုးတက်ဖို့ကိုအလေးမထားဘူးလို့သတ်မှတ်ခဲ့ရင်အသင်းကထုတ်ခွာသွားနိုင်တဲ့အလားအလာတွေရှိလာခဲ့တာဖြစ်ပါတယ်။ Bruno Fernandes နဲ့မန်ယူဆိုထားတဲ့စာချုပ်မှာပါဝင်တဲ့စာချုပ်ပြတ်သိမ်းခြင်းကပေါင်52တန်းပဲရှိတာကြောင့် Bruno Fernandes အနေနဲ့မန်ယူကထွက်ချင်နေဆိုရင်အလဲတကူထွက်သွားနိုင်တဲ့အခွင့်အရေးလဲပိုက်ဆံလျက်ရှိပါတယ်ရှင်။ဒီသတင်းကိုတော့နေစရာအောင်ကပေးပို့လာတာပါ။